ရွယ်ရောက်ခဲ့စဉ်ချင်းစဉ်စားတည်ရလာခဲ့ပြီဒီကမ္ဘာလောကတို့အတွက်မိတ်ဆွေဘဝအတိတ်ပဲရှိရမယ်ဟေးမိတ်ဆွေသူ့ဘဝကိုကြိုးရှိဖို့မိတ်ဆွေတစ်ခုခုကိုဆုံးဖြတ်ပါလေဒါဝတ်ခုယူရန်ဆုံးဖြတ်ကြကိုလိုရုံတဲ့စိတ်ဓာတ်ဖယ်ရှားပြေလူတွေကြကလောကလိုအချက်ရှာပြေပြည့်စွဲလောက